ကိုဖြူစင်အောင်တန်ရှင်းအောင်ထားရမယ်ဆိုတာဘာကြောင့်ထားရမယ်လို့မြတ်စွာဘုရားဆုံးမတာတော့စိတ်ကဖြူစင်တန်ရှင်းမှုရှိလေလေအမှန်တရားကိုသိနိုင်မြင်နိုင်စွမ်းရှိလေလေပဲခုတကယ်မတို့ဦးဇင်းတို့ရာဂဒေါသမောဟတို့ဖြင့်နော်ရောပြွန်းနေတဲ့ဒီစိတ်ကအမှန်တရားကိုမသိနိုင်ဘူးမိမိရဲ့စိတ်မှန်တဲ့အကျိုးစီးပွားကိုမသိဘူးသူတစ်ပါးရဲ့အကျိုးစီးပွားကိုလည်းမှန်ကန်စွာမသိဘူးတတန်တရားလုံးကိုယ့်ရဲ့အကျိုးစီးပွားအစစ်အမှန်ဆိုတာဘာဆိုတာမသိကြလို့ဒီကနေ့အထိအကျိုးမဲ့မှုတွေနဲ့ဘဝတန်တရားခီးကိုသွားနေကြတာဟုတ်တယ်မဟုတ်လားစိုးရိမ်မှုထိတ်လန့်မှုနဲ့သွားနေတာနော်ဘဝခီးကိုအစဉ်ပြေမှုချမ်းသာမှုလွတ်လပ်မှုငြိမ်းအေးမှုနဲ့သွားနေတာဟုတ်သလားမဟုတ်နော်စဉ်းစားကြည့်နော်စိုးရိမ်မှုလူတိုင်းမှာရှိဇီဝရေးပြည်မပြည်ချမ်းသာရေးကောင်းမကောင်းစိုးရိမ်မှုနဲ့သွားနေတာဘဝခီးကိုဒါပါလေဆိုတဲ့ကိုယ့်ရဲ့အကျိုးစီးပွားကိုမှန်မှန်ကန်ကန်မသိခဲ့ဘူးမမြင်ခဲ့ဘူးအခုလည်းပဲသိမြင်မှုအားနဲ့နေသေးတယ်ဆိုတဲ့သဘောတဘာဝကိုပြောတာဟုတ်လားအဲ့ဒါမြတ်စွာဘုရားကစိတ်ဖြူရှင်တန်ရှင်းပဲဆိုရင်ကိုယ့်ရဲ့အကျိုးစီးပွားကိုလည်းမြင်မယ်သူတော်ရဲ့အကျိုးစီးပွားကိုလည်းမြင်မယ်နောက်ဆုံးဥတ္တရိမနုဿဓမ္မတဲ့လူတို့တဲ့မြင့်မြတ်တဲ့တရားသူတရားမြတ်ကိုလည်းပဲသိလိမ့်မယ်မြင်လိမ့်မယ်လို့ဟောတာဒါဦးဇင်းတို့ခဏပြောနေကြပဲယောဂီတို့လည်းပဲမကြာခဏနာယူပြီးသားဖြစ်မလို့ထင်ပါတယ်ရေကကြည်လင်တန့်ရှင်းနေတယ်ဆိုရင်အဲ့ဒီရေထဲမှာဘာတွေရှိတယ်ဆိုတာကိုကောင်းကောင်းမြင်လို့ရတယ်ဟုတ်တယ်တချို့ရေတွေကအလွန်ကြီးနေတယ်ဆိုရင်ရေထဲမှာဘာတွေရှိနေဆိုတာမြင်နေရတယ်ကြောက်သားလေးတွေခယူလေးတွေပူချမ်းပဲလေးတွေကြောက်စရိတ်ခဲလေးချို့စုံငါးလေးတွေသွားနေတာတော့မြင်ရတယ်ဘာလို့လဲဆိုတော့ရေကကြီးနေလို့အဲ့လိုပဲစိတ်ကကြည်လင်တန့်ရှင်းနေတယ်ဖြူရှင်းနေတယ်ဆိုလို့ရှိရင်အထထံပိယထာဘုဒ္ဓမဇာနာတိပရထံပိယထာဘုဒ္ဓမဇာနာတိစစ်မှန်တဲ့ကိုယ်ကျိုးစီးပွားကိုမြင်လိမ့်မယ်စစ်မှန်တဲ့တရားရဲ့အကျိုးစီးပွားကိုလည်းဟုတ်ဒီတိုင်းမှန်ဒီတိုင်းမြင်လိမ့်မယ်ဥဒ္ဒရိမနုဿဓမ္မအလမရိယညာဏတတနံအလွန်မြင့်တဲ့သူတော်ကောင်းတရားတို့တရားမြတ်ကိုလည်းသိလိမ့်မယ်မြင်လိမ့်မယ်လို့အဲ့လိုမြတ်စွာဘုရားဟောတာဟုတ်လား